ခဲဒါတော့မိကုန်းတွေမှာတွေ့ရတတ်တဲ့ particle သုံးလုံးတွေနော် grammar ကမ်းမှာပါမယ်ခါရွေးရမလားအိုရွေးရမလားနိရွေးရမလားအသိတဲ့အခါရတန်းတွေအတွက်အထောက်ကူလေးလောက်ဖြစ်မယ်လို့ထင်ပါတယ်โอเคတော့ပထမဆုံးတစ်ခုခါပေါ့နော်ခါကဘယ်နေရာတွေမှာသုံးလဲ subject က verb ဆိုတဲ့ပုံစံသုံးတယ်ဒီမှာဆိုရင်ပုံမှန်ဆင်းလို့ဆို subject ကနောက်က object o verb ဆိုပြီးတော့ပုံစံတွေလည်းရှိတယ်တခါလေးမှဒီခါမှလည်းရှိတယ်ပေါ့အဲ့တော့အမေက furimashita မိုးရွာလာတယ်လို့inu ga imasu ခွေးရှိတယ်လို့နောက် neko ga imasu ကြောင်ရှိတယ်လို့ပုံစံမျိုးပေါ့နော်ဒါတတ်မဲ့တက်ရှိဆိုရင်ဆိုတော့ imasu နဲ့သုံးမယ်နောက်တတ်မဲ့ဆိုလို့ရှိရင်တော့ arimasu ဆိုတော့တဲဘူးလို့က arimasu ဆိုရင်စပွဲရှိတယ်ဗာညာခွေးခွာပေါ့အဲ့တော့ ga ဆိုတဲ့ပုံစံနောက်တစ်ခု ga adjective des subject ga adjective des ဆိုတဲ့ပုံစံမျိုးလည်းသုံးတဲ့ဒီမှာဆိုရင် se ga takai des အရင်မြင်တယ်လို့မီရာဆန်က se ga takai des မီရာဆန်ကအရင်မြင်ပါတယ်ဆိုတဲ့ပုံစံမျိုးနောက် sora ga kurai des ကောင်းကင်ကမှောင်နေတယ်ဆိုရင်လည်းပဲဒါ kura ကsora ga kurai des ဘုံကောင်းကင်ကမှောင်နေပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နောက်တစ်ခုဒီရဲ့ adjective တွေနော် suki des kirai des hoshi နောက် verb တွေ dekiru wakaru တို့ရဲ့ရှေ့မှာလည်းပဲ particle တွေကကလိုက်ပါတယ်နောက် noun က noun ကဆိုတဲ့ pattern ရှိတယ်これは私が撮った写真ですဒီဟာကကျွန်တော်ရိုက်ပေးထားတဲ့တပ်ပုံမှာနောက်ကတက်စုပါမှာပေါ့ okay ဒါမှမဟုတ်私は料理ができますချက်နိုင်တယ်できませんမချက်နိုင်ဘူး漢字の意味ကわかりますかဆိုတဲ့ပုံစံမျိုးနော်わかりますရဲ့အရှိမဆိုတဲ့တော့漢字の意味ကိုနားလည်လို့ဆိုရင်漢字の意味ကわかりますかဆိုတဲ့ပုံစံမျိုးနဲ့သုံးတယ်နောက်တစ်ခု x ဝါကွက်လက်က y ဝါကွက်လက်ဆိုတာဆိုတော့ဒီရဲ့ပေါ့နော် suki တို့ kirai တို့ hoshi တို့ရဲ့ရှေ့မှာ particle ခါလိုက်တယ်လို့ပြောတယ်ဆိုပေမဲ့ဝါကြနဲ့ကြောင်ကိုဆက်ထားတယ်ဆိုတဲ့ပုံစံနော်ဒီရဲ့ခါဆိုတာက particle အနေနဲ့ပေါ့နော်စကားဆက်အနေနဲ့သုံးထားလို့ရှိရင်ကြတော့ဆိုတော့ suki တို့ kirai တို့သုံးတယ်ဆိုပေမဲ့သူ့ရှေ့ရ particle တွေကဝါဖြစ်ရမယ်နော်ဒါလေးတစ်ချက်အရေးကြီးပါတယ်ပုံမှန်တစ်ကြောင်းလေးဆိုတော့ ban က suki des ပေါင်မုံကြိုက်တယ် keki က kirai des ကိမုံကိုမကြိုက်ဘူးဆိုပေမဲ့ဝါကြနဲ့ကြောင်ဆက်တဲ့ပုံစံဒီဟာကတော့ဒါဖြစ်ပေမဲ့ဟိုဟာကတော့ဒါမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ပြင်မဲ့ဆိုတဲ့ပုံစံမျိုးနဲ့ဂါကိုဆက်လိုက်တဲ့အချိန်မှာကျတော့ particle တွေကဝါဖြစ်သွားတယ်ပန်းက suki des ကပေါင်မုံကိုကြိုက်ပေမဲ့ keki က kirai des ကိမုံကိုတော့မုံပါတယ်ဆိုတဲ့ပုံစံ okay နောက်ဒါတွေကတော့သိပြီးသားတွေပါပေါ့နော်ဆိုတဲ့ operation ထဲမှာလည်းပြောခဲ့ပြီးသား nichi o arukimasu watarimasu လက်ဖြတ်ကူးတယ်michi o arukimasu ဒါကတော့ michi နဲ့တွဲတဲ့ခေါင်းလေးပေါ့ခိုးဝမ်းကို sanboshimasu လမ်းလျှောက်တယ်လို့နောက် chashirimasu ပြေးဆွဲတယ်လို့ပုံစံမျိုးပေါ့နောက် tobimasu ဆိုတာကို tobitadesu ခေါင်းငယ်ကိုပြန်တက်ချင်တယ်လို့ပါတယ်လမ်းလျှောက် orimasu တခါပေါ်ဆင်းတယ် basu ကို orimasu ဘတ်စကားပေါ်ဆင်းတယ်ဆိုတဲ့ပုံစံမျိုးနောက်ဒီမှာတော့ပါတယ်နော် demas နေရာတစ်ခုခုကနေထွက်တယ်ဆိုတဲ့ပုံစံခန်းရှာကို demas ကုမ္ပဏီကနေပြန်လာတယ်အဲရကို demas ခန်းလေးကနေထွက်တယ်ဆိုတဲ့ပုံစံမျိုးဒါ particle ရရှိမှာပို့လိုက်ပါတယ်โอเคနောက်တစ်ခုနေရာနောက်မှာဆိုတော့နီးလိုက်တာရှိတယ်နောက်နေရာနောက်မှာဒဲလိုက်တာရှိတယ်โอเคနီးလိုက်ရင်တော့existence နော်တည်ရှိမှုကိုဖော်ပြတဲ့ပုံစံမျိုး imas arimas sunday imas non action verb တွေခေါ်မှာပေါ့လှုပ်ရှားမှုမပါတဲ့အကောင်လေးဆိုရင်နေရာနီးဆိုတဲ့ပုံစံလိုက်တယ်နောက်စားတယ်တောက်တယ်သွားတယ်လာတယ်ဝယ်တယ်ပေါ့နော်သွားတယ်လာတယ်ဆိုတော့သွားတယ်လာတယ်ကတော့နေရာအဲပုံစံမျိုးနဲ့တွဲတာများတယ်ပေါ့โอเคစားတယ်တောက်တယ်ဈေးဝယ်တယ်ဆိုလို့ရှိရင်နေရာဒဲပေါ့နော်ဒဲပါတို့ဒဲဆိုတဲ့ပုံစံမျိုးနဲ့တုံးတယ် action verb တွေဆိုရင်နောက် norimas စီးတယ်ပေါ့နော်ဒန်းရှာနေ norimas စထားစီးတယ်လို့ပါလို့ရရှိမှာလည်းပဲ particle တွေကနှီးလိုက်ပါတယ်နောက်အချိန်တော့မှနှီးလိုက်တာသိခဲ့တယ်လူနိkikimas မင်းများနဲ့နားထောင်တဲ့ down ဝါကို kakemas တနာကဆန်နိ down ဝါကို kakemas တနာကဆန်ကိုပုံဆက်တယ် oshimas aimas တွေ့တယ်သင်ကြားပေးတဲ့ရှေ့မှာနှီးလိုက်တယ်နောက် noun နိ norimas မှာပြောခဲ့ပြီလားဒန်းရှာနေ norimas နောက်စာရေးတယ် kakimas တနာကဆန်နိ kakimas တနာကဆန်စီကိုစာရေးတယ်နောက် isu ni suwarimas ထိုင်ကုန်ပေါ်မှာထိုင်တယ်ထိုင်ကုန်မှာထိုင်တယ်ဟာအီဒီမတ်ဟဲယာနီဟာအီဒီမတ်အခန်းထဲကိုဝင်နေဆိုတဲ့ပုံစံမျိုးတွေရှင်းပါနဲ့ particle ကနှီးလိုက်တယ်နောက် verb ကို must ဖြုတ်ပြီးတော့နှီးဆိုတဲ့ပုံစံမျိုးလေဒါရှိတယ်နော် collect ရန်ဆိုတဲ့အဓိပ္ပာယ်မျိုးဆိုရင်verb ကို must ဖြုတ်နှီးဆိုတဲ့ pattern ရှိတယ် okay နောက်တစ်ခု